အားလုံးပဲမင်္ဂလာပါရှင်နော်ကြောက်ကအစ်စ်လာမမတဲ့ဒီညီမလေးကမေးထားတာပေါ့နော်ကြောက်ကအစ်စ်ပါရှင်ဒါလေးကလေအမေးများလို့ပေါ့နော်အရန်ကိုမေးများပါတယ်ညီမလေးစီမှာရောင်းတဲ့ကြောက်လေးတွေကလေအားလုံးကတွင်းတွက်အစ်စ်ပါရှင်ဒါပေါ်တွင်းတွက်အစ်စ်တွေပဲရောင်းပေးပါတယ်ကြောက်စစ်ဆက်လူကျင်နေဆိုလေကြောက်စစ်ဆက်ထုတ်ပေးရနော်ကြောက်စစ်ဆက်ထုတ်ကလေးကြတော့ဝယ်သူဘက်ကပေးစားတာပေါ့နော်ဒါလေးကဒါပေါ်တွင်းတွက်အစ်စ်ပါရှင်ဘာလို့လဲဆိုတော့လေမေးလဲမေးကြည့်စရာပဲလေနော်ဒီကကြောက်လေးတွေကအထက်လေးကအရန်လာကြည့်လိုက်ဒီကကြောက်လေးဆိုပွင့်တန်းနေရလေးပဲဒီလိုကြောက်တွေကိုကဲ8000ပဲရောင်းပေးတာညီမလေးကလေ8000ကြိုက်တာယူဒီရဲ့ locket ဒီလေးအကုန်လုံး8000ပဲပြန်ရောင်းချင်တဲ့သူတွေလည်းအမျက်အောင်ရောင်းနော်ဝစ်ချင်တဲ့သူတွေဆိုတဲ့ဒီဇိုင်းကိုအမျိုးမျိုးပြောင်းလဲနေဝစ်လို့ရတယ်နော်8000ပဲရောင်းပေးထားတဲ့အတွက်ပေါ့နော်တွန်းထွက်အစစ်မဟုတ်ရဲ့လားလို့နော်စိတ်ပူနေသူတွေနော်စိတ်မပူနဲ့နော်တွန်းထွက်အစစ်ကြိုက်တဲ့နေရာမှာကြိုက်တဲ့နိုင်ငံမှာကြိုက်တဲ့နေရာမှာစစ်ချက်မထုတ်ဘူးမထွက်ဘူးဆိုရင်လေငွေအပြည့်ပြန်အမ်းပေးမှာနော်ဒါကလေအားလုံးကတွန်းထွက်အစစ်တွေပါရှင်လို့အထည်ကတော့ပြောပါမယ်ရိုးရားရွှေစိန်တွေပါနော်ဒါကလေရိုးရားရွှေစိန်တွေမနေမို့လို့ဒီဈေးနဲ့ရောင်းပေးနိုင်တာပါတွင်းထွက်အစစ်နဲ့ရိုးရားရွှေစိန်တွေနဲ့ပါရှင်နော်ဒီရဲ့အထည်ကလေအရန် quality ကောင်းစားလေးတွေသိတာနော်ရေဆိုချွေးဆိုခန်းနဲ့ကျန်းပန်းတိုင်းခန်းနဲ့အယောင်ကျသွားအယောင်ပြတ်တိမ်းမှဝစ်အထီးကတော့8000ဆိုတဲ့ငွေပမာဏကဒီရဲ့ကြောက်အစစ်တပွင့်ဘိုးနဲ့တန်တယ်နော်လက်ခဒီရဲ့လက်ခတွေပဲဥမာငွေတွေနဲ့အတဲဆိုအနည်းဆုံး9သိန်းဝန်းကျင်လောက်ပေးဝယ်ရမှာပေါ့နော်ဒီဇိုင်းပိုင်းတို့2ကာလာအများကြီးမပြောအယောင်တင်9တောင်မှတောင်းနဲ့ချီပေးရတယ်2ကာလာအယောင်တင်9ဆိုရင်တော့မှလေငွေတွေနဲ့ဆိုရင်ကတော့လေဒါလေးတွေကြာ8000ဆိုတဲ့ဈေးပမာဏကလေလူလက်တန်းစားမရွေးဝတ်နိုင်နေကြောက်အစ်စ်ကိုလူလက်တန်းစားမြေဝတ်နိုင်တယ်ပွဲတော်ပတ်တက်တွေမှာဝတ်လို့အဆင်ပြေရနော်ကဲဒီမှာဒီဇိုင်းလေးတွေရှိရနော်ဒါလေးဆိုရင်ဒီမှာရင်တိုးဆွဲလေးဒါလေးဆိုရင်ပီတီကာလာလေးနဲ့ရင်တိုးဆွဲလေးနဲ့မျိုးသုံးလို့ရတယ်ဒီမှာဒီကလေဆွဲကြိုးချိတ်ကောင်းနေရလေဒီမှာ3ချက်သားကြိုးပေါ့နော်3ချက်သားကြိုးအနည်းဆုံး3ချက်သားကြိုးနဲ့တွဲပြီးဝတ်လို့ရရနော်ဆွဲကြိုးချိတ်ကောင်းနေလေအပေါင်လေးကြေရပါတော့ဟဲ့ဒါလေးကြိုက်တယ်ဆိုရင်လေညီမလေးရဲ့လေဘိုင်ဘာမှာဆက်တယ်လာပြီးတော့TikTok CVမှာလည်းဆက်တယ်လာလို့ရပါတယ်ဒီမှာဒါလေးတွေဆိုလေဒီမှာတစ်မျိုးမှာ8000ပဲ2ကာလာလေးအရန်လာကြောက်လေးဆိုလေပွင့်နေရောပဲမှာကြည့်အောင်အရန်လှလေးဒီမှာအရန်လှတော်လေးတွေနော်ဒီမှာဒီဒီဇိုင်းလေးဆိုအစမ်းနေရောပဲနော်ကဲဒါလေးကြိုက်တယ်ဆိုရင်ဘိုင်မှာဆက်တယ်လာပေးပါရှင်လို့နော်